အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တကြံကျိုးနေလေးမှာတော့ပကံမြို့မှာရှိတဲ့အောင်မြေဘောဒီအလိုတော်ပြည့်ကျောင်းမှာအာယုံစွန်ကတ်လူပူဇော်ခဲ့ပါတယ်ခင်ဗျာအလိုတော်ပြည့်ကျောင်းမှာတော့တန်ဃာတော်များပြင်ဆရာလေးများနဲ့ဥပုသ်တီလာဆောင်နေကြတဲ့ယောဂီများကိုလည်းအာယုံစွန်ကတ်လူပူဇော်ခဲ့ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့မိသားစုဝင်လေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့အာယုံဆုံးဖြစ်ကလူပူဇော်ခဲ့တဲ့အညာမွေးငါးလေးပဲဖြစ်ပါတယ်ခင်ဗျာအညာမွေးငါးဆိုရင်တော့ရန်ကုန်မွေးငါးနဲ့မတူဘဲနဲ့ပဲပြပြနှစ်လေးနဲ့အရန်ကိုစားလို့ကောင်းတဲ့မွေးငါးလေးဖြစ်ပါတယ်ခင်ဗျာပြီးတော့မွေးငါးထဲမှာကြက်သားပတ်သေးလေးလည်းပါတော့အရန်ကိုစားလို့ကောင်းပါတယ်ခင်ဗျာစိတ်ပြပြလေးနဲ့တော်တကယ်ကိုစားလို့ကောင်းတဲ့မွေးငါးလေးဖြစ်ပါတယ်ကျွန်တော်ကတော့2ပွဲလောက်ဆွဲခဲ့ပါတယ်ခင်ဗျာပြီးတော့ဘွားမှာပထမအောင်ဆုံးမွေးငါးကိုဇွန်ခင်းနဲ့စားဘူးခြင်းပဲဖြစ်ပါတယ်ဟိုကဲမုန်းလို့ချက်လို့လည်းဘယ်နဲ့ကိုရလဲပြီးတော့အလိုတော်ပြည့်ကျောင်းမှာတန်ဃာတော်များဝေယဝိဆာအသုံးပြုဖို့အတွက်ဝိထုငွေကိုလည်းကတ်လှူပူဇော်ခဲ့ပါတယ်အမြယူတော်မူကြပါကုန်သောအလိုတော်ပြည့်ကျောင်းကအပြင်မှာတော့အလိုတော်ပြည့်ဖျားမှာတကြီးလေးပါစွန်ကတ်ကြော်စွန်နဲ့တောက်တော်ရီတရားရှုခွက်ကိုကတ်လူပူဇော်ခဲ့ပါတယ်ခင်ဗျာဒါကတော့ဓာတ်ကြီးလေးပါစွန်ကတ်လူထားတာပဲဖြစ်ပါတယ်ဒါကတော့ကတ်ကြော်စွန်မှဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒါကတောက်တော်ရီတရားရှုခွက်ဖြစ်ပါတယ်လူတော်ပြည့်ဖျားအပြင်မှာတော့ရှင်ဧဇာဂေါဏဖျားကိုဝင်ရောက်ဖူးမြော်ပြီးတော့ရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့ပါတယ်ခင်ဗျာရှင်းစာကောဏဖျားအပြင်မှာတော့ရွှေကူပြီးပါမဲ့ပရိဟိတကျောင်းမှာတန်ဃာတော်အပါ90တို့ကိုနေစွန်းကတ်လူပူဇော်ခဲ့ပါတယ်။အယတာမီလောကကတ္တဝါကိလဒေတာစွန့်ကတ်ဖို့ပြင်ဆင်နေချိန်တွင်မှာပဲအညာလက်ဖက်တုပ်လေးကိုတဲခင်းအခမ်းပါတယ်။ဒါကတော့တယောက်တည်းထိုင်ခံစားနေတဲ့ကျွန်တော်ရဲ့ချစ်ဆုံးမိန်းမလေးပဲဖြစ်ပါတယ်ခင်ဗျာ။ခက်လိုက်အောင်စားနေတာဟော။ရွှေကူပြီးပါမဲ့ပရိဟိတကျောင်းမှာဆိုရင်တော့ပြီးပါမဲ့တန်ဃာတော်အပါ90ကိုKG တန်းကနေ8တန်းထိထားပေးတဲ့အပြင်ပါဠိစာပေများကိုလည်းသင်ကြားပေးနေတဲ့အကြောင်းဖြစ်ပါတယ်။ဒါကတော့တန်ဃာတော်များကိုကတ်လူပူဇော်မယ်ဆွန်ခဲဝယ်ပေါ်စင်များပဲဖြစ်ပါတယ်ခင်ဗျာ။ပြီးတော့ကိုရင်တန်ဃာတော်လေးများကိုအေးကတ်လူပူဇော်နေခြင်းပဲဖြစ်ပါတယ်။လျံကောင်းဒါကြ။ဆက်ပဲ။နောက်နှစ်များမှာလည်းဒီထက်မကလှူနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ vlog လေးကိုအဆုံးသတ်ပြစီခင်ဗျာ။